အားလုံးမင်္ဂလာပါဒီတစ်ပတ်ကျွန်တော်တို့16ချိန်မြောက်သမန်တနင်္ဂနွေနေ့ကိုကျွန်တော်တို့ရောက်ရှိလာပါပြီဒီတစ်ပတ်ကျွန်တော်တို့အင်္ဂလိပ်ကျမ်းမှာကြားနာရတဲ့အကြောင်းအရာကတော့ဒီသခင်ခရစ်တော်ကရေပေါ်မှာလမ်းလျှောက်ပြီးတော့မှသူ့ရဲ့တပည့်တော်ကြီးတွေစီကိုလာတဲ့ဆိုတဲ့အကြောင်းကိုကျွန်တော်တို့ကြားရမှာဖြစ်ပါတယ်ဒီအဖြစ်ပြက်ကလေးကဘယ်အချိန်မှာဖြစ်သွားတာလဲသခင်ခရစ်တော်ကရေပေါ်မှာလမ်းလျှောက်ပြီးတော့မှမုန်တိုင်းတွေလိုင်းလုံးတွေကြားမှာနော်ရှိနေတဲ့သူရဲ့တပည့်တော်ကြီးတွေစီကိုဘယ်အချိန်မှာရောက်လာတာလဲဒီဖြစ်ပျက်လေးကဘယ်အချိန်မှာဖြစ်သွားတာလဲဒီဖြစ်ပျက်ကလေးဆိုလို့ရှိရင်သခင်ခရစ်တော်လူ9000ကိုကျွေးမွေးပြီးတော့မှသူကနေပြီးတော့မှသူ့ရဲ့တပည့်တော်ကြီးတွေကမင်းတို့လေပေါ်တက်ကြတစ်ဖက်ကန်းကိုခဏကူးကြနော်ကူးသွားကြမင်းတို့အရင်သွားနေကြနောက်မှလိုက်ခဲ့မယ်ဆိုပြီးတော့မှသခင်ခရစ်တော်ကဆုတောင်းမှုကြံနေခဲ့တယ်အဲချိန်မှာသူ့ရဲ့တပည့်တော်ကြီးတွေကလေထဲမှာဝင်သွားပြီးတော့မှတစ်ဖက်ကန်းကိုကူးနေတယ်ညဘက်ရောက်တဲ့အခါမှာလိုင်းတွေနော်ထန်ပြီးတော့မှဒီစိုးရင်ပူပန်မှုတွေနဲ့ဖြစ်နေတဲ့အချိန်မှာသခင်ခရစ်တော်ကရေပေါ်မှာလမ်းလျှောက်ပြီးတော့မှသူတို့စီကိုရောက်လာခဲ့တယ်အဲ့ဒီအချိန်မှာသခင်ခရစ်တော်ရဲ့နော်ဒီတပည့်တော်ကြီးတွေအားဆိုလို့ရှိရင်သခင်ခရစ်တော်ကိုတွေ့ပြီးတော့မှတည်းသစေလို့ထင်ပြီးတော့မှကြောက်လန့်ပြီးတော့မှပြောဆိုနေကြတဲ့အခါမှာသခင်ခရစ်တော်မကြောက်ကြနဲ့ငါဖြစ်တယ်ဆိုပြီးတော့မှသူ့ရဲ့တပည့်တော်ကြီးတွေကိုပြန်ပြောပြတယ်ဒီအဖြစ်အခြေအနေလေးကိုကြည့်ပြလိုက်မယ်ဆိုလို့ရှိရင်ကျွန်တော်တို့သင်ခန်းစာယူစရာရှိပါတယ်နံပါတ်1အနေနဲ့သခင်ခရစ်တော်တပည့်တော်ကြီးတွေစီကိုရှောက်လန်းတာကိုမြင်တဲ့အခါမှာမကြောက်ကြနဲ့ငါဖြစ်တယ်လို့ပြောတဲ့အခါမှာတန်ပေထရုကနေပြီးတော့မှကိုရောဖြစ်တယ်ဆိုရင်ကျွန်တော်ရေပေါ်မှာလမ်းလျှောက်ခိုင်းပြီးတော့မှကိုရောစီကိုလာခဲ့ခိုင်းပါလို့ပြောတဲ့အခါမှာသူကသခင်ခရစ်တော်ကိုပဲအာယုံပြုတ်ပြီးတော့မှသူကရေပေါ်ကိုရှောက်သွားတယ်ဒါပေမဲ့တစ်ချိန်တည်းမှာပဲပတ်ဝန်းကျင်မှာလေထန်နေတာတွေလိုင်းလုံးကြီးနေတာတွေတွေ့တဲ့အခါမှာကြောက်ရွံ့တဲ့စိတ်ဝင်လာပြီးတော့မှရည်တဲ့ကိုနစ်မလို့ဖြစ်သွားပြီးတော့မှเนาะသခင်ခရစ်တော်ကယ်ပါအောင်လို့သူကပြောလိုက်ဒီအရာလေးကကျွန်တော်တို့ထောက်ရှုစရာကောင်းတယ်ဘာဖြစ်လို့လဲဆိုလို့ရှိရင်ကျွန်တော်တို့ဘဝမှာတွေ့ကြုံရင်ဆိုင်ရတဲ့ဒုက္ခတွေပြဿနာတွေအခက်အခဲတွေเนาะရင်ဆိုင်ရတဲ့ဒီအရာတွေအားလုံးကိုပဲကျွန်တော်တို့ကအာယုံစိုက်ပြီးတော့မှကျွန်တော်တို့သွားနေမယ်ဆိုလို့ရှိရင်ကျွန်တော်တို့မောပန်းပြီးအာအင်ကုန်ခံပြီးဘဝမှာပြိုလဲဖို့ပဲရှိတယ်အဲကြောင့်ဘဝမှာဒုက္ခခက်ခဲတွေရင်ဆိုင်ကြုံတွေ့နေရတော့လည်းပဲကျွန်တော်တို့ကအဲ့ဒီဒုက္ခခက်ခဲတွေကိုပဲအာယုံစိုက်မနေပဲနဲ့ဘုရားသခင်ကျွန်တော်နဲ့အတူရှိတယ်ဘုရားသခင်ကျွန်တော်ကိုကူညီပေးလိမ့်မယ်ဘုရားသခင်ကကျွန်တော်ကိုအမြဲတမ်းနော်ကောင်းချီးပေးနေတယ်ဆိုတဲ့အရာကိုနော်စိတ်ထဲမှာပြန်လဲအောင်းမေးပြီးတော့မှဘုရားသခင်ကိုအမြဲတမ်းအာယုံပြုပြီးတော့မှကိုယ့်ရဲ့ဒုက္ခခက်ခဲထဲမှာခရစ်တော်ရဲ့လက်ကိုတွဲပြီးတော့မှရှောက်နိုင်မှသာလျှင်ကျွန်တော်တို့ဘဝကမပြိုလဲသွားမှာဖြစ်တယ်။အဲကြောင့်ဒီဖြစ်ပျက်လေးကနေမှကျွန်တော်တို့နော်ဒုက္ခခက်ခဲကိုအာယုံစိုက်တာထက်နော်ဘုရားသခင်ကျွန်တော်နဲ့အတူရှိနေတဲ့ဆိုတဲ့အဲ့ဒီခံစားချက်ကိုပို့ပြီးတော့မှအာယုံစိုက်ခြင်းဟာဘဝကိုကျွန်တော်တို့ပျော်ပျော်ရွှင်ရွှင်နဲ့အခက်အခဲရှိတော့လဲရှောက်လန်းသွားနိုင်လိမ့်မယ်။နောက်တစ်ခုကတပည့်တော်ကြီးတွေကဆိုလို့ရှိရင်သခင်ခရစ်တော်စကားကိုနားထောင်ပြီးလှေထဲကနေပြီးတော့မှလှေစီးပြီးတော့မှနောက်တစ်ဖက်ကန်းကိုကူးသွားတယ်။သခင်ခရစ်တော်ပြောတဲ့အတိုင်းပဲလုပ်တယ်။သခင်ခရစ်တော်လမ်းညွှန်ပေးတဲ့အတိုင်းပဲသွားတယ်။ဒါပေမဲ့သူတို့ဒုက္ခရောက်သွားတယ်။လေပြေးမုန်တိုင်းတွေကြာရောက်တဲ့လမ်းမှာဒါကဘာလို့မိမောင်းထိုးပြနေတယ်လဲဆိုလို့ရှိရင်သခင်ခရစ်တော်ရဲ့လမ်းညွှန်ချက်အတိုင်းသခင်ခရစ်တော်ရဲ့စကားကိုနားထောင်ပြီးရှောက်လန်းသွားတော့လည်းပဲဒုက္ခအခက်ခဲဆိုတာရှိနေအောင်ပါဒုက္ခအခက်ခဲကဘုရားသခင်ရဲ့စကားကိုနားထောင်တယ်ဘုရားသခင်ရဲ့အလိုတော်ကိုလုပ်တယ်နော်အဲကြောင့်ဒုက္ခအခက်ခဲမရှိတော့ဘူးဆိုတဲ့အယူအဆမျိုးမဟုတ်ဘဲနဲ့ဘုရားသခင်ရဲ့စကားကိုနားထောင်တော့လည်းပဲနော်ဒုက္ခအခက်ခဲတွေပြဿနာတွေရှိနေအောင်ပဲအဲ့ဒီအချိန်မှာသခင်ခရစ်တော်ပေါ်မှာထားတဲ့ယုံကြည်ခြင်းကခိုင်မာနေပြီးတော့မှဆက်ပြီးတော့မှအဲ့ဒီယုံကြည်ခြင်းတဲ့ရှောက်လန်းသွားလိုက်မယ်ဆိုလို့ရှိရင်အဲ့ဒီဒုက္ခအခက်ခဲတွေကိုကျွန်တော်တို့ဘုရားသခင်နဲ့အတူတူဘုရားသခင်ဂျေဇုတော်နဲ့ကျွန်တော်တို့ကြော်လွှားသွားနိုင်လိမ့်မယ်။တခါကျရင်ယုံကြည်ခြင်းအားနည်းပြီးတော့မှဘုရားသခင်ရဲ့အလိုတော်ကိုဆက်ပြီးမလုပ်ချင်တော့ဘူး။ဆက်ပြီးတော့မှဘုရားရဲ့စကားကိုနားမထောင်ဘူး။နော်တခြားသောအရာတွေနဲ့အာယုံများပြီးတော့မှဘဝဒုက္ခအခက်ခဲတွေမှာနစ်မွန်းနေတဲ့အချိန်မှာဘုရားကိုမေ့သွားလို့ပြဿနာတွေဘောင်းစုံတွေမှာနစ်မွန်းနေတော့မှဘုရားအတိဘုရားတတိလေးနဲ့ဘုရားကိုချစ်တဲ့စိတ်နဲ့ဘုရားသခင်စီမှာခုနတန်ပေထရုလိုပဲနစ်မြုပ်သွားတဲ့အခါမှာအိုသခင်တပည့်တော်ကိုကယ်ပါအောင်ဆိုပြီးတော့မှခရစ်တော်ဘုရားရှင်ကိုကျွန်တော်တို့ပြန်ပြီးတော့မှဆုတောင်းချင်းကပ်မယ်ဆိုလို့ရှိရင်ဘုရားသခင်ရဲ့ဂျေဇုတော်နဲ့ဘုရားသခင်ကကျွန်တော်တို့အမြဲတမ်းလက်ကမ်းပြီးတော့မှဆွဲထူပြီးတော့မှကျွန်တော်တို့ကိုဒုက္ခခက်ခဲတဲ့အနေပြီးတော့ကူညီပေးလိမ့်မယ်။အဲကြောင့်ဒီကနေ့
နှုတ်ကပတ်တော်ကကျွန်တော်တို့ကိုဖိတ်ခေါ်နေတာကဘုရားသခင်ရဲ့အလိုတော်ကိုနော်မလျှော့သောဆွဲလုံးလာနဲ့ရှာဖွေပြီးဘုရားသခင်ရဲ့စကားကိုနားထောင်ပြီးတော့မှအမြဲတမ်းပဲဒုက္ခခက်ခဲတွေကြားထဲမှာဘုရားအတိဘုရားသတိနဲ့အမြဲတမ်းရှင်သန်နေထိုင်နိုင်တဲ့ဘုရားရဲ့ချစ်သားသမီးတွေဖြစ်ဖို့ရန်အတွက်ကျွန်တော်တို့ကြိုးစားသွားကြပါစို့အားလုံးကိုဘုရားရှင်ကောင်းချီးပေးပါစေ။